Hello ဒီနေ့ကတော့အရင်ကစားပြီးလုံနီလေးလဲလွယ်တယ်နှုတ်လိုက်လုံးလေးလာလောက်စားမှာဖြစ်ပါတယ်အရင်ဦးဆုံးနှုတ်တပူးနဲ့တဝက်ကိုမီအေးအေးလေးနဲ့ကြိုထားပါမယ်နွားနှုတ်ကရေရောအများတော့လို့ထင်ပါရဲ့ကြဲကြဲစတာပါရှင်ခုနနှုတ်ကြိုထားတဲ့နွားနှုတ်ပွက်လာပြီဆိုရင်ရှာလကာရေကိုသမင်းစားစိုးနဲ့မဆွန်းထည့်ပြီးမှုေပါမယ်ရှာလကာရေမရှိဘူးဆိုရင်တော့တမယတီးကိုညှစ်ထည့်လို့လည်းရပါတယ်နော်ငွေပြီးတော့ဒီလိုအခဲလေးဖြစ်လာပြီဆိုရင်တော့နှုတ်တက်တဲ့အစတစ်ခုနဲ့စစ်ပြီးတော့ရှာလကာနဲ့မကြံအောင်ရေကို3ခါလောက်ဆေးပါမယ်မှန်ဆိုရင်ဆေးပြီးရနဲ့တီရှာလေးနှံ့နေအောင်နေပြီးမှသူများလုံးရတာပေါ့နော်နှောမိပြီးတော့ဒီတိုင်းတန်းလုံးလိုက်တာမနေပဲနဲ့တန်းလုံးလိုက်ခါကျတော့ပုံလေးကသူများလိုမျိုးလှပပလေးမထွက်လာဘူးပေါ့နော်ဒါပထမအဆုံးလုပ်တာဆိုတော့နှောမဖြစ်မှလဲကြောက်တယ်ပေါ့နော်အဲကြောင့်နိုင်လုံးလေးက8လုံးလောက်ပဲရပါတယ်မလိုက်လုံးလဲရလာပြီဆိုရင်တော့နှုံးတို့တကြားရေကြိုထားပါမယ်ရှင်တကြားရေပွက်လာပြီဆိုတာနဲ့နှုံးတို့လုံးထားတဲ့မလိုက်လုံးလေးတွေကိုထည့်ပါမယ်နှုတ်မလိုက်လုံးလေးလှုပ်စားပါရဲဆိုမှနှုတ်မလိုက်လုံးနဲ့မတူဘဲနဲ့ဝက်သားလုံးနဲ့တူနေလို့လှုပ်ချပါအောင်ရှင်ဒီလိုပွက်လာပြီဆိုရင်တော့နှုံးတို့ခုနကြံခဲ့တဲ့နွားနှုတ်ပူးတစ်ဝက်ကိုထည့်ပြီးတော့ကြိုပါမယ်ကြိုပြီးပွက်လာပြီဆိုရင်တော့သူများပြောတဲ့ချိုဤစိတ်မွေးဆိုတဲ့နှုတ်မလိုက်လုံးလေးရပါပြီရှင်နှောရဲ့နှုတ်မလိုက်လုံးလေးကချိုဤစိတ်လားမစိတ်လားတော့မသိဘူးတိုင်းမဲ့အဖေကတော့ကြိုက်ပါတယ်ရှင်အမေလည်းတော်တော်လေးကိုကြိုက်ပါတယ်ဆမ်အရန်ကောင်းတော့လောက်ရတာအရန်လက်ဝင်ပြီးတော့ဒီလောက်အာဟာရဖြစ်တာအငယ်ကောင်ကတော့ကြိုက်ပုံမရပါဘူးရုပ်ရတာကြည့်လိုက်ပါတော့ရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးပဲဘိုင်ဘိုင်